အားလုံးပဲမင်္ဂလာပါမြန်မာ Daily News Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာ Daily News ပရိသတ်တွေအားလုံးမင်္ဂလာပါညောင်လေးပင်မြို့နယ်ရေတွင်းကုန်းကျေးရွာရှိတန်ကာတော်များနှင့်ဒေသခံပြည်သူများကို KNU PDF တပ်ဖြတ်စတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကိုကျော်စိုးဦးရဲ့သတင်းရုပ်သံလိုက်ရှိုးဗီဒီယိုကိုကြည့်ရှုနားဆင်ရမှာပဲဖြစ်ပါတယ်မိမိရဲ့ထင်မြင်ယူဆချက်များကိုလည်းဝေဖန်ထောက်ပြအကြံပြုဆွေးနွေးပေးဖို့တောင်းဆိုရင်းနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးဦးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့မတ်လ9ရက်နေ့ထူးခြားတဲ့သတင်းချို့ကောက်လို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ရေတွင်းကုန်းကျွော်မှာနေထိုင်တဲ့ဗမာတိုင်းသား40ကျော်ခန့်ကို KNU PDF ဖွဲ့တွေကဖမ်းဆီးပြီးတော့တပ်ဖြတ်တယ်ပြီးလည်းပဲသူတို့ရဲ့ညှင်းဆဲနှိမ်ပန်းနှိပ်စက်မှုတွေကြောင့်ကလေးလူကြီး12ဦးကလက်ရှိမှာပိန်းစလုတ်တိုက်နေစေဦးမှာစေဝါကုသမှုခံယူလျက်ရှိပါတယ်ဒီမှာKNU PDF ဖွဲ့တွေကဒါစစ်တပ်သတင်းပေးဆိုပြီးတော့ကျွန်တော်တို့ကြေးရွာထဲမှာနေထိုင်တဲ့ဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးတော့တတ်တယ်ပြီးရင်ကျွန်တော်တို့ကျောင်းနိုင်ဆရာတို့ပါဖမ်းဆီးပြီးတတ်တယ်တော်တော်ဆိုးတယ်ပေါ့ဗျာတော်တော်ဆိုးတယ်ဆိုးတာမှတော်တော်ဆိုးပါတယ်အသက်ခံသူအားလုံးကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေပါဗမာတိုင်းသားတွေကိုပဲရွေးထုတ်ပြီးတတ်သွားတာဖြစ်ပါတယ်ဗမာတိုင်းသားတွေပါဒီကြေးရွာကကျွန်တော်တို့စစ်တောင်းမြစ်ဝမ်းလူပြမှာရှိပါတယ်ကျွန်တော်တို့ခင်ဗျားတို့အမြင်ဆိုရင်ကျွန်တော်တို့မျက်လုံးနဲ့မှန်းကြည့်မယ်ဆိုရင်ခင်ဗျားတို့သိတာအောင်ကျွန်တော်တင်ပြမယ်ဆိုရင်ရန်ကုန်မန္တလေးလမ်းဟောင်းတည်ရှိတဲ့ဘက်စစ်တောင်းမြစ်ကမ်းပေးဟိုဘက်ကမ်းမို့ဒီဘက်ကမ်းမို့ကျွန်တော်တို့လမ်းဟောင်းဘက်ချမ်းပေါ့အဲ့မှာရှိတဲ့ကြေးရွာကြီးကကျွန်တော်တို့တကယ်ရွာကြီးတွေပါအများစုကကျွန်တော်တို့ဗမာတိုင်းသားတွေဗုဒ္ဓဘာသာကိုးကွယ်တဲ့ဗမာတိုင်းသားတွေနေထိုင်ကြတာပါဟိုဘက်ရဲ့မြစ်ရဲ့ဟိုဘက်ကမ်းပေါ့မြစ်ရဲ့စစ်တောင်းမြစ်ဟိုဘက်ကမ်းကတော့ကျွန်တော်တို့ကရင်တိုင်းသားတွေများစွာနေထိုင်ပါတယ်တောင်ပေါ်ဒေသမှာကင်တိုင်းသားတွေများစွာနေထိုင်နေကျွန်တော်တို့ဒီဘက်စစ်တောင်းမြစ်ဝမ်းလွင်မြမှာတော့ကျွန်တော်တို့ဗမာတိုင်းသားတွေဗုဒ္ဓဘာသာဝင်တွေနေထိုင်ကြတာဖြစ်ပါတယ်အဲ့မှာနေထိုင်တဲ့ကျွန်တော်တို့ဗမာတိုင်းသားတွေကြားမှအားလုံးကို KNU PDF ဖွဲ့တွေကရဲဆက်ဆက်ပြလူပေါင်း40ကျော်ကိုကျွန်တော်တို့လက်နက်ငယ်တွေနဲ့ပြစ်ခတ်တပ်ဖြတ်လိုက်တဲ့အခြေအနေမှာတော်တော်ဆိုးတယ်ဗျာတော်တော်ဆိုးတယ်နော်အဲ့မှာရန်ကုန်မန္တလေးလမ်းဟောင်းဘက်ကတိုင်းမယ်ဆိုရင်ရန်ကုန်မန္တလေးလမ်းဟောင်းဘက်မှာတည်ရှိတဲ့ပိန်းစလုတ်တိုက်နေရတဲ့တိုင်းပဲဆိုရင်ကျွန်တော်တို့ဒီနေရာကမိုင်အားဖြင့်9မိုင်ပတ်လည်လောက်ပဲဝေးတယ်လို့ခံမှန်းရပါတယ်ကျွန်တော်တို့ဒီ Google Map ကနေတိုင်းတာတော့4မိုင်ကျော်ဒီပတ်လည်လောက်ရှိတယ်အဲ့တော့တော်တော်ဆိုးတယ်ဗျာနော်တော်တော်ဆိုးပါတယ်ဗျာအဆိုးဆုံးလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ဖြစ်စဉ်ကမတ်လ9ရက်နေ့ကဖြစ်ခဲ့တာပါမတ်လ9ရက်နေ့ကဒီ KNU PDF ဖွဲ့တွေကဒီကြေးရွာဝင်စီးတယ်ပေါ့ဝင်ရေတွင်းကုန်းရွာနဲ့သူ့ရဲ့ဒီဖိုးပလောင်းဆိုင်ရွာ3ရွာဝင်စီးပြီးတော့ဒီဗမာတိုင်းသားတွေကိုသူရွေးထုတ်တယ်ပေါ့စစ်တပ်ထောက်ခံတဲ့သူဆိုပြီးတော့ရွေးထုတ်ကြတယ်ဖုန်းကြီးတွေလည်းပါတယ်ဆရာတန်ကတော့ပါတယ်ပေါ့ဗျာပါပြီးတော့ရွေတွင်းကုန်းရွာဘက်မှာဖမ်းဆီးခေါ်ဆောင်လာပြီးတော့လက်နက်ငယ်တွေနဲ့ပြစ်ခတ်တပ်ဖြတ်လိုက်တယ်ပြီးနေပဲသူတို့ရဲ့ဒီညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်12ဦးကတော့ကျွန်တော်လက်ရှိပိန်းစလုံးတိုက်နေမှာစေဝါကုသမှုခံယူနေရတယ်အလားတူပါပဲကျွန်တော်တို့ပြီးခဲ့တဲ့2021ခုနှစ်မေလ31ရက်နေ့ကလည်း KNU အဖွဲ့တွေကဒီလိုမျိုးဖြစ်စဉ်တွေလုပ်ခဲ့ပါတယ်ဒါကတော့မြောက်ဦးမြို့နယ်ဟော်လင်မြို့ကနဲလေးမော်ခီးသွားလမ်းပိုင်းပေါ့အဲ့လမ်းပိုင်းမှာကျွန်တော်တို့တရားတိဆောက်တယ်ပေါ့ဆောက်လုပ်ဝင်ကြီးဌာနကတရားတိဆောက်တယ်ဖြစ်စဉ်က2021ခုနှစ်မေလ31ရက်နေ့ဖြစ်ခဲ့ပါတယ်အဲ့ဒီမှာဘာလို့လဲဆိုတော့လက်ရှိ KNDO ပေါ့ KNDO ခေါင်းဆောင်ဖြစ်တဲ့နယ်သားမြကကျွန်တော်တို့ဒီလမ်းဆောက်လုပ်ရေးမှာပါဝင်တဲ့ယောက်ျားမိန်းမပေါ့အားလုံးကိုအစုလိုက်ပုံလိုက်ဖမ်းဆီးပြီးတော့ကျွန်တော်တို့တပ်လိုက်တယ်အားလုံးကျွန်တော်25ယောက်အဲ့ချိန်တော့တတ်ခဲ့လိုက်တယ်ဒါနဲ့ပတ်သက်ပြီးတော့ KNU ကသူတို့အဖွဲ့လောက်တာမှန်ကန်ကြောင်းဝန်ခံလိုက်တာက2021ခုနှစ်ဇွန်လ16ရက်နေ့မှာသူတို့ထုတ်ပြန်ခဲ့တယ်သူတို့လုပ်ခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာ KNU ကိုဥဆောင်နေတာကနယ်သားများကဥဆောင်တယ်ဥဆောင်တဲ့အချိန်မှာသူတို့ကတော့ဒီနယ်သားများကိုရေးယူမယ်ပေါ့ညရှိတော့ KNU အဖွဲ့အနေနဲ့ဒီနယ်သားများကိုကျွန်တော်ဘာမှအရေးယူတာမရှိပါဘူးနယ်သားများလက်ရှိလဲကျွန်တော်တို့သူ့ကိုယ်သူကော်သူလေးနိုင်ငံတော်တည်ထောင်နေသေးတာပဲခင်ဗျားတို့ကြားပါလိမ့်မယ် KNU ကအဲ့ဒီအချိန်တော့လဲခင်ဗျာအစုလိုက်ပြလိုက်တပ်ဖြတ်ခဲ့တယ်အားလုံးဖမ်းဆီးသွားတာလူပေါင်း40ကျော်တယ်တတ်လိုက်တာကကျွန်တော်တို့25ကိုတတ်လိုက်တယ်25ကိုရဲဆက်တပ်လိုက်တယ်ဟိုလက်ရှိလဲကျွန်တော်တို့ဒီညောင်လေးပင်မြို့နယ်မှာဒါဒုတိယကြိမ်ထပ်လောက်တာပေါ့ဒါတော့ကျွန်တော်တို့အစုလိုက်ပြုံလိုက်တပ်ဖြတ်တဲ့အခြေအနေပေါ့အလားတူပါပဲကျွန်တော်တို့တစ်ဖက်ကညောင်လေးပင်ရဲ့တစ်ဖက်ကမ်းပေါ့စစ်တောင်းမြစ်ရဲ့ကျွန်တော်တို့တစ်ဖက်ကမ်းပေါ့ပဲခူးရိုးမဘက်အချမ်းမှာဆိုလည်းပဲအဲ့ဒီနားမှာအဲ့ဒီ area မှာကျွန်တော်တို့ဗမာတိုင်းသားတွေရွာတွေရှိတယ်အဲ့ဒီရွာတွေဆိုလည်းပဲဒီ KNU ဖွဲ့တွေကကျွန်တော်တပ်ဖြတ်တာတွေဖမ်းဆီးတာတွေမျိုးစုံလုပ်တယ်လက်ရှိကတော့ကျွန်တော်တို့ဒီစစ်တောင်းမြေဝမ်းလွင်မြေဘက်ကိုတကထက်ရောက်လာတော့ထပ်ပြီးတော့သူတို့လှုပ်လာတယ်သူတို့ကတော့ဒီအာနာတိဆောက်တဲ့ခါမှာပြည်သူလူထုအကြောက်တရားတွေနဲ့တိဆောက်ပြတယ်
တပ်ပြတယ်ဖြတ်ပြတယ်ပြောအဲ့လိုဆိုတော့ဒီပြည်သူလူထုကကြောက်တဲ့ခါမှာအတတ်မထွက်ရဲဘူးသူတို့လှုပ်ချင်သူတို့လှုပ်လို့ရတယ်ပေါ့အဲ့ဒီသဘောကိုသူတို့လှုပ်လာတာတော်တော်ဆိုးတယ်ဗျာနော်ဒီညောင်လေးပင်မျိုးနဲ့ရေဒီကုန်းကျွေးရမှာဆိုရင်ကျွန်တော်ဗမာတိုင်းသားတွေကိုတပ်လိုက်တယ်ပြီးရင်ကျွန်တော်အဲ့မှာဖုန်းကြီးတွေပါတယ်အရွယ်ဆုံးပါတယ်လူပေါင်းကျွန်တော်40ပတ်လည်လောက်ကိုတပ်လိုက်တယ်40နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့သူတို့ရဲ့သတင်းထုတ်ပြန်မှုလည်းကျွန်တော်တင်ပြပေးပါမယ်သူတို့ဗိုင်းထားလဲဆိုတော့မလာ9ရက်နေ့တဲ့မလာ9ရက်နေ့မှာသူတို့ထုတ်ပြန်တယ်ပေါ့ဗျာကေမျိုးသားစီယုံကော်တူလေးနဲ့ကော်တူလေးအုပ်ချုပ်ရေးနယ်မြေလေတူမျိုးနဲ့အတွင်းမှာစစ်ကြောင်းထိုးပြီးတော့ဒါအာနာသိစစ်တပ်ကရောက်လာတယ်ပေါ့ရောက်လာပြီးတော့ရေတကုန်းကျွောင်းမှာရေတကုန်းကျွောင်းအုပ်စုတွေမှာရှိတဲ့အဖြစ်မဲ့အရသာ160ကိုအကျွမ်းမဲ့အကြောင်းမဲ့ဖမ်းဆီးတယ်ပေါ့ဗျာဖမ်းဆီးပြီးတော့သူကမှဘာဖော်ပြလာလဲဆိုတော့ဘာဖော်ပြလာလဲဆိုတော့ဒီဖမ်းဆီးတဲ့သူတွေကိုတဲ့ဖမ်းဆီးထားတဲ့သူတွေကို drone နဲ့ဘုံကျဲပါတယ်တဲ့ပြီးရင်လေနဲ့ jet fighter နဲ့လည်းပစ်ပါတယ်ဒီလိုမျိုးပစ်တယ်ပေါ့ပစ်တဲ့အခါမှာတဲ့သူတို့ဖမ်းဆီးထားတဲ့ထဲကနေပြီးအပြစ်မဲ့အရသားပြည်သူ25ဦးခန့်တေဆုံးသွားတယ်ပြီးရင်ကျွန်တော်9ဦးမှလည်း၎င်းတို့တပ်ဖြတ်ခြင်းခံရတယ်လို့သူတို့ဘက်ကထုတ်ပြန်လာတယ်အဲ့ဒီမှာခင်ဗျားတို့ဓာတ်ပုံတွေခင်ဗျားတို့ကြည့်လိုက်ဗျာဓာတ်ပုံတွေကြည့်လိုက်ဒီဓာတ်ပုံတွေမှာဆိုရင်ဒီတက်မတော်ကသူတို့ပြောသလိုလေနဲ့ဘုံကျဲတဲ့ drop ဘုံနဲ့ကျဲလို့ဒီလူတွေတေရတယ်ဆိုရင်လက်ရှိ PNU ထုတ်ပြန်လာတဲ့ပုံတွေကြည့်လိုက်မယ်အဲ့မှာတေတဲ့လူတွေအားလုံးကဗျာကိုလက်အင်ကအဆုံရှိတယ်ကိုလက်အင်ကအဆုံရှိတယ်သူတို့ပြောသလိုလားခင်ဗျာ drop ဘုံထိမှန်တယ်ဆိုရင်အောက်ပိုင်းတွေပြတ်တာတွေလက်ပြတ်တာတွေခြိပြတ်တာတွေခေါင်းပြတ်တာတွေဖြစ်ရမယ်လေဘုံနဲ့ကျဲတယ်ဆိုပို့ဆိုးတာပေါ့ဗျာလေဘုံနဲ့ကျဲတယ်ဆိုခင်ဗျာစုပ်ပြတ်တော့အဆအုပ်ရှာလို့မရဘူးတိုးတော်လည်းပဲကျွန်တော်တို့မှာ KNU ရဲ့ထုတ်ပြန်ထားတဲ့ပုံကိုခင်ဗျားတို့တွေ့ရပါလိမ့်မယ်ထုတ်ပြန်ထားတဲ့ပုံမှာသူကဘာလုပ်လဲဆိုတော့သူတို့ရဲ့ထုတ်ပြန်ထားတဲ့ပုံတွေမှာဆိုရင်လူတွေရဲ့ body ပေါ့အသေးဆုံးသွားတဲ့ခန္ဓာကိုယ်တွေကမှောက်လျက်အားလုံးကမှောက်လျက်ပဲမှောက်လျက်ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီဓာတ်ပုံတွေမှာဆိုရင်လူတွေရဲ့လက်တွေခြေထောက်တွေအားလုံးအင်္ဂါဆုံးတယ်ခင်ဗျာသူတို့ထုတ်ပြန်တယ်လို့ခင်ဗျာလေနဲ့ဘုံကျဲတယ်ဆိုရင်ခင်ဗျာခန္ဓာကိုယ်ခင်ဗျာဘလို့မှရှာလို့မရအောင်လေဘုံခင်ဗျာတို့လည်းတွေ့ပါလိမ့်မယ်လေဘုံကခင်ဗျာကလည်းလေဘုံတကယ်ထီချက်လူစုလူဝေးဖြစ်တဲ့ကြောင့်ထီချက်မှန်ပြီဆိုရင်ခင်ဗျအစနာတော့ရှာလို့မရဘူး drop ဘုံဆိုလည်းထုံနည်းတူပါပဲထီချက်ကြပြီဆိုရင်ခင်ဗျခန္ဓာကိုယ်ပြတ်သက်ထွက်သွားတာဘလို့မှအကောင်းတိုင်းမဖြစ်နိုင်ဘူးအဲ့မှာ KNU ကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာအကောင်းတိုင်းကိုဖြစ်လာတယ်သူတို့ကလည်းဒီတပ်မတော်ကသတင်းထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကဒီဟာကိုသတင်းထုတ်ပြန်လာတာပထမတော့သူတို့ဖုံးတယ်ပေါ့ဗျာဖုံးလို့မရဘူးပြည်သေးရလည်းဒီဟာနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်လာတယ်ထုတ်ပြန်လာတော့ဖုံးလို့မရဘူးဖုံးလို့မရတဲ့နောက်ပိုင်းမှာသူတို့ကမဟုတ်ဘူးဒါကသူတို့လုပ်တာမဟုတ်ဘူးစစ်တပ်ကလုပ်တာဆိုပြီးတော့အဲ့မှာသူတို့ရဲ့ထုတ်ပြန်ချက်ကရှေ့နောက်မညီတာတစ်ချက်ရှိတယ်ဒီကြေးဝါသားတွေကိုတက်ကဖမ်းတယ်လို့သူကပြောတယ်ဖမ်းတဲ့ချိန်မှာ drop ဘုံနဲ့ကျဲတယ်ပြီးရင်ကျွန်တော်တို့လေနဲ့ကျဲတယ်လို့ပြောတယ်လေနဲ့ကျဲတယ် drop ဘုံနဲ့ကျဲတယ်ဆိုရင်ခင်ဗျခန္ဓာကိုယ်ကအကောင်းတိုင်းဖြစ်เสียအောင်အကြောင်းမရှိတာအကောင်းတိုင်းဖြစ်เสียအကြောင်းမရှိဘူးသူတို့ရဲ့ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာဆိုရင်တေဆုံးသွားတဲ့ခန္ဓာကိုယ်တွေမှာခင်ဗျအကောင်းတိုင်းဖြစ်တယ်ပြီးသွားရင်ကျွန်တော်တို့ဒီလက်ပြီးသွားရင်ကျွန်တော်ခန္ဓာကိုယ်တွေကကျိုးတာပြတ်တာမရှိဘူးတေချာတာက KNU ဖွဲ့တွေကကျွန်တော်တို့လက်နက်ငယ်နဲ့ဖမ်းဆီးပြစ်ခတ်တယ်မြေပေါ်မှာမှောက်ခိုင်းတာတယ်မှောက်ခိုင်းပြီးတော့ဖမ်းဆီးပြီးတော့ကျွန်တော်ပြစ်ခတ်တယ်ပြီးရင်လည်းပဲကျွန်တော်တို့အဲ့မှာရှိတဲ့ဒီကိုချင်းကိုတူပြီးတပ်လိုက်တယ်တော်တော်လေးကိုကျွန်တော်ရဲရဲဆက်ဆက်နိုင်လုံးအားကြီးတယ်ဗျာအဲ့တော့ KNU နဲ့ရဲရဲဆက်ဆက်နိုင်လုံးအားကြီးတယ်ဒါတွေကကျွန်တော်တို့ဒီ KNU ကလုံးလေးလှုပ်ထားရှိတဲ့အလုပ်သူတို့လုံးလေးလှုပ်ထားကိုသူတို့လှုပ်နေတာအဲ့တော့ဒီ KNU ကတနည်းအားဖြင့်ဒီဘာသာရေးစစ်ပွဲအသွင်နှွှဲလာတာဗျခင်ဗျစစ်တောင်းမြင့်တစ်ဖက်ကမ်းပေါ့ခင်ဗျားတို့ကျွန်တော်တို့ဟိုအရှိချမ်းတော့ကျမခွဲတော့ဘူးအလွယ်ဆုံးတင်ပြရမယ်ဆိုရင်ရန်ကုန်မန်းလေးလမ်းဟောင်းရှိတဲ့ဘက်ချမ်းမဟုတ်ဘူးအဲ့ဒီဘက်ချမ်းမို့ရန်ကုန်ဟိုဘက်ကချမ်းဘကိုးရိုးမရှိတဲ့ဘက်ချမ်းအဲ့ဒီဘကိုးရိုးမဘက်ချမ်းမှာရှိတဲ့ကျွန်တော်တို့ဗမာတိုင်းသားတွေရဲ့ရွာတွေမှာဆိုရင်ဗမာတိုင်းသားတွေကိုရဲရဲဆက်ဆက်တတ်တယ်အာရမပြုချက်တယ်သူတို့ကလက်ရှိဘာလုပ်လဲဆိုတော့အဲ့ဒီ area ကိုသူတို့တောက်လျှောက်စိုးမိုးရေးရရှိဖို့အတွက်ဘာသာရေးစစ်ပွဲအနေနဲ့တောက်လျှောက်ဆင်နွှဲလာတာဗုဒ္ဓဘာသာမှန်အကုန်တတ်သူတို့အမှခရစ်ယာန်ဘာသာပဲထားမယ်ဒါကျွန်တော်တို့ကဘာသာရေးကိုထိခိုက်တာမဟုတ်သူတို့တကယ်မြေပြင်မှာတကယ်လုပ်နေတာကိုတကယ်တင်ပြတာအဲ့ဒီ area မှာကျွန်တော်တို့ဒီခရစ်ယာန်ဘာသာဝင်ရဲ့ချက်ချောင်းတွေရှိတယ်သူတို့ရဲ့ဘာသာရေးကောင်းဆောင်တွေရှိတယ်အဲ့ဒီလူတွေယနေ့ထိတယောက်မှသိတာမရှိဘူးအဲ့ဒီရဲ့ဒေသမှာဗုဒ္ဓဘာသာဘုန်းကြီးတွေနေလို့မရတော့ရှိလည်းမရှိတော့လက်ရှိတော့သူတို့ကဒီရန်ကုန်မန်းလေးလမ်းဟောင်းဘက်ကိုသူတို့ထပ်ပြီးအာဏာတိဆောက်ဖို့အတွက်သူတို့လှုပ်လာတာအဲ့တော့ခင်ဗျားတို့လည်းသိပါလိမ့်မယ်မကြာခဏဆိုသူတို့ကျွန်တော်တို့ရန်ကုန်မန်းလေးလမ်းဟောင်းတွေပေါ်မှာကျွန်တော်မြို့တွေတိုက်တာတွေ
တရားတွေမိုင်းခွက်ဖြက်စီးတာတွေသူတို့လုပ်ခဲ့တယ်မိုင်းခွက်ဖြက်စီးတာလုပ်ခဲ့တယ်ကျွန်တော်တို့ကတော့ဒီစစ်တောင်းမြဝမ်းမြေပြန့်လွင်မြေပေါ့တည်ငြိမ်ရေးတော့ကတော့ပြင်းပြင်းထန်ထန်လုပ်ဖို့လိုပြီလို့ကျွန်တော်တင်ပြပါဖြစ်ပါတယ်